မင်္ဂလာပါရှင်ပရမများမြင့်ချမ်းမြေမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခြံဝိုင်းကြကြလေးကိုမှာဈေးတန်တန်နဲ့အိမ်ဝိုင်းလေးလိုချင်နေတဲ့လူကြီးမင်းများအတွက်မင်္ဂလာတော်ထောက်ချက်ပရမများမြင့်ချမ်းမြေမှာအကျိုးတူအိမ်လေးတွေကိုအယောင်ပြပေးနေပါပြီရှင်နံပါတ်1အိမ်လေးကပေကျဲ54ပေ28ပေရှိရဲ့3800ရန်ဆိုင်ကန်း3ကန်းတွဲပါတဲ့အိမ်နဲ့ခြံလေးပဲဖြစ်ပါတယ်ရှင်အာစီတစ်ထပ်တိုက်လေးကိုမှာရေမီးစုံပါပြီးတော့အမှတ်3လမ်းမမေးတင်ဒန်ကိုစီတိုင်းအနီးမှာဖြစ်ပါတယ်ရှင်နံပါတ်2အိမ်လေးကပေကျဲအရှိမနဝ25ပေအနောက်ကိုပေ90ကျဲရှိရဲ့3980တန်းအိမ်နှစ်ချံလေးဖြစ်ပါတယ်ဒီအိမ်လေးရဲ့ဘေးမှာလည်းကားထားလို့ရပြီးတော့ရင်မီးဆောင်ပါပါတယ်နံပါတ်3အိမ်လေးကတော့ပေကျဲ24ပေ38ပေရှိတဲ့3900တန်းနိုင်ငံ3ကန်းတွဲပါတဲ့အိမ်နှစ်ချံလေးပဲဖြစ်ပါတယ်ရင်မီးဆောင်လည်းပါပါတယ်နံပါတ်4ကတော့ခြံခွက်လေးဖြစ်ပါတယ်ရှင်။ပေကျဲ28ပေ48ပေရှိပြီးတော့မီတာပါပါတယ်။ဈေးနှုန်းကတော့3800တန်းခြံခွက်လေးပဲဖြစ်ပါတယ်ရှင်။နံပါတ်5ကပေကျဲ20-30ရှိရဲ့935သိန်းတန်းအိမ်နှစ်ခြံလေးဖြစ်ပါတယ်။ရေပါရှိပါတယ်ရှင်။နံပါတ်6ဝင်လေးကတော့ပေကျဲ30ရှိတဲ့3920တန်းအိမ်နှစ်ချံလေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကလည်းပဲရေပါရှိပါတယ်အိမ်လေးတွေရဲ့လမ်းကကားဝင်ထွက်အဆင်ပြေပါတယ်ဈေးနီးကြောင်းနီးလမ်းတက်လမ်းမကြီးနဲ့နီးလူစီကားပြီးတော့ရက်ွက်အေးချမ်းအဆင်ပြေတဲ့နေရာလေးတွေမှာရှိတဲ့အတွက်ဝယ်ယူသူလူကြီးမင်းများအတွက်အရန်ကုန်မှအဆင်ပြေပါတယ်ယခုပြပြပေးသွားတဲ့အိမ်နှစ်ချံလေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဗရန်များမြင့်ချံမျိုးအများဆုံးဆက်သွယ်လိုက်ပါရှင်ကျေးဇူးတင်ရှိပါတယ်ရှင်